မင်္ဂလာပါဒီနေ့မှာတော့ Rose ဒီဘာဘဒီပါလာကိုခေါ်ပါပေါ့နော်Roblox video တွေတင်လို့ပဲပေါ့နော်ဒါကတော့ Rose ဒီဖုန်းမှာကတော့ my little brother ရဲ့PM လာ office ကြီးဖြစ်နေလို့ပါဒီလိုပြောရကြတော့ link လေးပုံစံပြောင်းလို့မရဘူးပေါ့နော် Rose ဒီဖုန်းနဲ့တော့ဒီလိုတိတ်ဆော့လို့မကောင်းဘူးပေါ့နော်အဲ့ဒါမျိုးတင်နေတယ်ဆက်ဆက်ပြီးဒီလိုတင်ပါတော့ဒီမှာ office ကိုဖြစ်သွားတယ်ဒါပဲဒီတာဝါလေးပေါ့နော်ဝေါတော့ကြီးရွယ်နော်တော့စစ်စရာလေးတော့ cute type လေးနော်အဲ့ဆိုရှင် Rose တို့ခေါ်ဒီရတဲ့လေးဟိုဒီမိုင်းအားတော့ Rose တိုင်းအောင်တုံးပြီးတော့အထဲပိုင်းမှာတော့တုံးထားပါတယ်ဒီ Rose တော့ပြီးလို့ရှိရင်တော့ ID share ပေးပါမယ်အခုအဲ့ဒီလေးခေါ်ရအောင်ထဲမှာခေါ်ရတာဆက်ဒီစာကူထဲမှာခေါ်ရတာသူခက်တယ်ဘောနော်သူရဲ့ဒီ name ဟုတ်တော့ခက်တယ်ခေါ်ရတာနောက်ပြီးတော့သူဒီအခုစောက်ထားတဲ့လူကလည်းအတုံးလေးတွေတိတ်လေးလုပ်ပေးထားတော့စမပြေပါဘူးရှင်မလေးဒီဟာစောက်ပေးထားတဲ့လူလေးတော်ကျေးဇူးတင်ပါဒီလား ID ကိုတော့ Rose အဆုံးမှာပြပြမယ်ပေါ့နော်ဘယ်လိုရောထားတက်လို့ရအောင်ထားဒီလိုတော့အောင်တို့ထားဘယ်လိုလဲအရှင်အိုးအော်တီဗီအော်ဘယ်လိုများလဲတို့အထာနဲ့သွားရင်တော့ခုံမီအမြန်လောက်တာပေါ့နော်ဒီမှာအထာမနဲ့ဘူးခုမှအထာနဲ့သွားတယ်ဒီ ID လေး share ရမယ်အဲ့ဒါဆိုရင်ကျွန်တော်ရောတော့ watch time ဒီလိုမျိုးပုံစံကိုပြရတယ်။ဒါမျိုးဟိုအမေရောကိုမကျန်တော့ပါဘူးမြင်တော့မြင်သားပဲအရင်ရှေးမလုပ်ပေးထားပါဘူးဒါတော့မှ Rose တို့ဒါ320ပစ္စည်းသုံးတာဟောပစ္စည်း320လောက်သုံးထားရဖြစ်ပါတယ်ရှင်ပါလိမ့်မယ်ဝယ်သုံးကြတိပါလိမ့်မယ်ဝယ်တိပါလိမ့်မယ်နော်ဒီမှာလည်းခွေးချေရလေးပေါ့တော်ရီမိုက်တယ်ခင်ဗျဒီတက်လေးလည်းရှိတယ်Roseစောက်လို့ရှိရင်တော့မသေးတော့ဘူးအဲ့ဒါမို့လို့ Rose စောက်ပြတဲ့ဟာကြီးက Rose တော်များများစောက်ပြတာဘူးပေါ့နော်ဒီတော့လောက်ပါအတူရောဒီတော့ဒါပဲဒီကခုတဲ့ဆိုင်ခုနမှာတဲ့ဆိုတော့ခုနကလည်းစာရေးတက်ပြီးအသာဝဒီတော့ဒီတော့ကိုပြောနေတယ်ဟိုဒီ
လုပ်ပြီးတော့ချော်လိုက်ခြင်းဖြစ်ပါတယ်ဒီလိုမျိုးတော့ဖြစ်နေတယ်ခုလည်းကောင်းတယ်ဒီတာဝါလေးကိုတော့လေးကောင်းတယ်ဒါမဲ့နည်းနည်းလေးရှေ့ပေးထားတယ်ခုမိုးစမြတ်တော့နော်တော့ပြည့်မလို့ချော်ပေးအခု Rose ကိုဒီ Pinky House ID တောင်းထားတဲ့တယောက်ရှိလာတယ်အဲ့ Pinky House ID လေးလဲသူအဆုံးမှာပေးတော့ပါမယ်ရှင်။ဘာပဲဒီလေးဟောဆရာလေးကဲ Rose ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင် like and subscribe လေးလုပ်ပေးကြပါလို့ရှင်။ကြည့်ရှုပေးတဲ့တရားစစ်စစ်တိုင်းကိုကျေးဇူးအများကြီးမှတင်ပါတယ်ရှင်။နောက်ထပ်ဘယ်လိုမျိုးတာဝါလေးတွေခုံပြရမယ်။ဘယ်လိုမျိုးဗီဒီယိုလေးကြည့်ချင်လဲဆိုတော့ပြပြပါဦးရှင်။ Rose ဗီဒီယိုမတင်ပြဘူးပေါ့နော် story ဘယ်လိုမျိုးကောင်းစင်ပြရမလဲဆိုတာအကြံဉာဏ်ရလို့ပါရှင်ကိုတင်စီခြင်းနဲ့ story လေးရှိရင်လည်း comment မှာနာမည်လေးပြောပါအောင်ဥမာလိုက်ချင်းခဲ့တော့ကျောင်းသူလေးမျိုးပေါ့နော်ဆက်စတိုရီလေးတစ်ခုပြင်ကြည့်ပါမယ်အဲဒီတော့ Rose record လုပ်နေတဲ့အချိန်မှာတဝက်တစ်ပြည့်စီဖြစ်သွားလို့မတင်လိုက်ရပါဘူးရှင်တင်နေနဲ့ Rose အကုန်လုံးလှုပ်ပြီးအဆုံးလှုပ်ပြီးအချိန်ကျမှ record လုပ်တဲ့ခလုတ်ကိုဖွင့်မှုမေ့သွားရဲဆိုတော့ရှင်အကုန်လုံးကျွန်မစကားတွေတယောက်တည်းပြောပြီးစောင့်နေပါစားဆုံးပြမလို့ချင်တယ်နေတယ်ဆော့ဖြစ်လိုက်တာဖြစ်ပါရဲ့ရှင်